ကိုကောင်းရင်ချက်ကောင်းနေဆိုတာဘယ်လိုလဲပေါ့ချက်ဆိုတော့ချက်လောက်ပဲခွတ်ကြတယ်ချက်ကောင်းတော့ကျွန်တော်လည်းမြင်မှုရဲ့ညီကိုတွေအခုကြည်နေတဲ့ညီကိုတွေအကုန်ချက်ကောင်းမြင်မှုမဲ့လို့ချင်းချက်ဆိုတာငုတ်ပပနေနဲ့ခုခွင့်ရချင်မှာငုတ်ကလေးနဲ့ခွင့်သူတွေကိုရင်ခွတ်တိုင်ကြချက်ကောင်းမယ်ချက်ဆိုတာလန်တို့ရမှာခုပြတဲ့ချက်ကိုချက်ကောင်းမဟုတ်ဘူးချက်ဆိုတာသူကောင်းကိုကောင်းနှစ်ကောင်းတွေ့ရအချိန်မှာဂျင်းနဲ့ချက်ကန်တဲ့ကိုတဲမှာဘိုးကနဲ့ပတ်ကနဲ့တောင်းနဲ့ခွတ်နိုင်တဲ့ချက်ကောင်းမယ်ဒါရညီကိုတွေကျွန်တော်ထွေးထွေးထူးထူးဒရမာခင်းမပြတော့ဒါရညီကိုတွေကျွန်တော်ရဲ့စကားကိုနားထောင်တာဇလန်းတပုတ်ကြီးလို့နားထောင်အောင်သူတို့ဖြစ်နေပြီဒါညီကိုတွေအားနာတယ်ပေကောင်းကျုံနဲ့မနှက်စီဘူးအဲ့လိုကျွန်တော်ပြောချင်တာကအဓိကလူပဲချက်ကောင်းချက်ကလေးကလည်းခွတ်တယ်မယ်ငုတ်ကလေးကလည်းကြမယ်လူလေးကလည်းတော်မယ်ဆိုတာချက်ကောင်းတာကောင်းမယ်ကျွန်တော်ပြောတော့အဓိကကျွန်တော်လူပါတယ်လူကောင်းမှချက်ကောင်းတာဗျလူဘလောက်ဟိုလူချက်ဘလောက်ကောင်းနေနေလူညံ့ရင်အဲ့ချက်ကဘာမှမသုံးရတော့အဲ့တော့ကျွန်တော်ပြောချင်တာလေးကအဓိကကျွန်တော်ထပ်ပြီးတော့နောက်တစ်ခု message တစ်ခုထပ်ပြောမယ်ညီကိုကျွန်တော်ငယ်ငယ်နဲ့မပုတ်သေးခလေးမနဲ့လူကြီးမမတူဥပမာကျွန်တော်ခလေးမအမွှေးကျွတ်ပြီးတင်းပြောင်တောင်နေရနဲ့လူကြီးမအမွှေးမကျွတ်တဲ့ချက်ကလူကြီးမအမွှေးမကျွတ်တဲ့ချက်ကိုပို့ပြီးကြောက်တယ်ဒီကိုကျွန်တော်ပြောသဘောပေါက်နော်ခလေးမကကျွန်တော်အမွှေးသားကျွတ်ပြီးလဲပြီးပြောင်နေလဲမကြောက်နဲ့အဲ့ခလေးမနောက်ဆုံးလူကြီးနဲ့ခလေးနဲ့ချရင်ကလေးကကလေးပဲလူကြီးကလူကြီးပဲဖြစ်သွားတယ်လူကြီးမကိုအမွှေးမကျွတ်တဲ့ချက်ကိုကြောက်တယ်ပါလေညီကိုတွေအချက်ကတာအတိကမိန်ကြတော့နော်ညီကိုတွေကျွန်တော်ဟိုဒါလေးတွေကိုညီကိုတွေသိချင်တာလေးရှိနေcomment မမေးလို့ရဒါမှကျွန်တော်ပြောတာနည်းနည်းလေးလွဲချော်သွားခင်တဲ့ညီကိုတွေ comment မှာကျွန်တော်နည်းနည်းလေးစာပြန်ပေးပါလေဗျဒီလိုအားလုံးလေးစားလိုက်ပါဟုတ်ရင်အစမ်းတစ်ချိန်မေးရတာမဟုတ်ပါဘူးကိုကောင်းချက်ကျွန်တော်ရေကိုင်းကြီးတွေသိချင်တယ်ပေါ့ကျွန်တော်ရေကိုင်းကြီးကိုသိဖို့ဟိုဟာခဏထားအောင်ချက်ရေကိုင်းတာကိုအမျိုးမျိုးရှိတယ်ဆိုတော့သိနေတယ်နော်ကျွန်တော်တို့ဥမာရေစိမ်းနေနဲ့ကိုင်းလို့ရတယ်ဗျရေစိမ်းနေနဲ့ကိုင်းရင်ကျွန်တော်တို့ဟိုတော့ရေကိုကိုင်းလိုက်ရင်ကျွန်တော်တို့ဒါသတ္တမတော်များသိပါတယ်ဒါကတော့ဟိုပြန်ပြီးတော့6သွေးသွားအောင်ပတ်သက်ပေးရတယ်အဲ့ဒါဟိုရေဆိုးကြီးကိုဒီတိုင်းမထားကြရေဆိုးကြီးကိုထားခဲ့ရင်ဘာတွေဖြစ်မလို့ဆိုတော့နာစီအေးပတ်တယ်ဟိုနာတွေကနာပျော်ကြီးကြမယ်အဲ့လိုဖြစ်တတ်တယ်ချက်ကိုကျမရင်းနဲ့ထိခိုက်တယ်ရေခိုင်လိုက်တာနဲ့ကျွန်တော်ရေကိုပြောင်းလို့ကျွန်တော်ဒီလက်သားတဲပြီးတော့ပြန်ပြီးတော့လက်နဲ့ပဲပြန်ပုတ်ပေးရတယ်အလုပ်တွေရှိအဲ့ဒါမှရေအောင်မျိုးမျိုးရှိရကျွန်တော်ရေစိမ့်နဲ့ကင်တာရှိတယ်ရေနွေးနဲ့ကင်တာရှိတယ်ရေနွေးနဲ့စနွန်းနဲ့ကင်တာရှိတယ်နော်ဒီကိုတွေဘာတွေကင်ကြချိုးရင်နဲ့ကင်တော့ဘာမှမဖြစ်ဘူးဗျတက်ဒီအသားတွေနီးရဲလာမယ်လက်သားတွေတက်မတားမယ်ရှင်နွေးနဲ့ကင်ကျွန်တော်မျက်နှာထွက်လာမယ်ဗျမျက်နှာတေချာပေါက်ထွက်လာတက်လက်ဖက်ရင်နွေးတွေမှာလက်ဖက်ကြောက်ပါရတဲ့မျက်နှာထွက်တယ်ဒါတော့လက်တွေနော်အဲ့ရင်နွေးလေးရေချက်အေးပေါ့နော်ရေချက်အေးပူပူလေးနဲ့စနုံးမုံနဲ့ဟောစနုံးမုံအစစ်နဲ့ရောပြီးတော့ရေချက်အေးလေးနဲ့နဲပြီးတော့ရေကိုင်းပြီးရင်တော့တိလားအသားကိုမာတုံးပြီးတင်းတကယ်ပြီးတော့တောင့်တင်းသွားတာဗျအဲ့သုံးမျိုးကိုညီကိုတွေကြိုက်တဲ့ရေကိုင်းလေးကိုအသုံးပြုလို့ပါတယ်ကျွန်တော်ပြောရိုးရေကိုင်းဘာဖြစ်လို့အသားတွေကနီးနဲ့လာမယ်ဟောနာပတ်သက်ပြီးကိုင်းပေးလိုက်ဒုတိယကျွန်တော်တို့ရင်နွေးနဲ့ကိုင်းပေးရတဲ့သူ့ရဲ့လက်ဖက်ကြောက်ပါတဲ့အတွက်လက်နာကြီးကိုထွတ်တက်လာဒီမျက်နှာကြီးထွတ်တက်ပြီးချက်ကြီးပုံစံမျိုးပေါက်လာကျွန်တော်ရင်နွေးလေးပေါ့ရင်နွေးရေချက်ရင်နွေးဆိုတာလက်ဖက်ကြောက်မပါတဲ့ရင်နွေးရေချက်အေးလေးနဲ့မပူတပူလေးနဲ့ကျွန်တော်တို့စနုံမုံအစင်းလေးနဲ့ရေချိုးကိုင်းပေးရင်ကိုင်းပေးအသားကိုတင်းတောင်ပြီးတော့မားတောင်ချစ်တာဒါတွေကိုညီကိုတွေအဲ့ဒီကြိုက်တဲ့တမျိုးမျိုးညီကိုတွေတုံးဆွဲလို့ရပါတယ်ကျွန်တော်ကတော့ရေချက်အေးလေးနဲ့စနုံမုံလေးနဲ့ထည့်ပြီးကိုင်းနေရင်ကြီးကတော့ရေကိုင်းကြီးကတော့ကျွန်တော်တို့တော့အကောင်းဆုံးလို့ကျွန်တော်ထင်တယ်ဒါအသားကြီးမား6တင်းတောင်သွားတာပြပြောလားညီကိုအားလုံးလေးစားလိုက်ပါဗျ။အားလေးကိုကြိုက်ရဆိုရင်ကျွန်တော်တို့တခါလဲစေထားပြီးပါညီကိုကြီး။အခုနမေးလိုက်တဲ့မေးခွန်းကျွန်တော်မေးရအတောင်မရှိတဲ့ချက်တွေကိုကောင်းဘလို့တိုက်ရလဲပေါ့ကျွန်တော်မေးကြတယ်။တကယ်တော့ကျွန်တော်အတောင်မရှိတဲ့ချက်ကတဘာဝအလျောက်အတောင်ချွတ်ချတာလားအတောင်ကျိုးတာလားအဲ့လေမေးရမယ်နော်။တဘာဝအလျောက်အတောင်တွေချွတ်ချနေတော့ညီကိုကြီးပြန်ပြီးတော့အဲ့ချက်ကိုပြန်ပြီးဝိုင်းခိုင်းလို့မရပါဘူး။ဒါမှမဟုတ်ကိုကောင်းရင်ကျွန်တော်ကတဘာဝအလျောက်မို့ချက်တွေအတောင်နဲ့အိတ်တန်းနဲ့မလို့ကျိုးတယ်ဆိုရင်ကျွန်တော်တို့အတောင်တွေကိုဆက်ပြီးတော့ကျွန်တော်ပြုတ်ပြင်ပြီးတော့တွင်းလို့ရသေးပါတယ်နော်ဟိုကျင့်ပြီးတော့သုံးလို့ရသေးရပေါ့ကျွန်တော်ပြောချင်တာနော်အတောင်တွေဆက်ပြီးတော့ပြန်ပြီးတော့ကျင့်လို့သုံးလို့ရတယ်အဲ့ဒါကိုကောင်းကျွန်တော်ကဗျာကျွန်တော်ကငုတ်ကောင်းတဲ့ခြေကောင်းတယ်အတောင်မလို့ဒါရညီကိုတွေဒါရသတ္တမမဟုတ်တဲ့သူတွေပဲပြောတဲ့စကားတွေပါချက်ဆိုတာအတောင်လို့တယ်အမီးလို့တယ်ချက်ဆိုတာဘာလို့လဲအတောင်လို့ရဲ့အမီးလို့ရဲ့ငုတ်လို့ငုတ်ကောင်းုံနဲ့အတောင်အမီးမရှိဘာမှလုပ်ရအတောင်မရှိပြုတ်ကြနေမယ်သူတို့နောက်ပြီးတော့ပြုတ်ကြတယ်ဆိုတော့လူတယောက်မြေကြီးပေါ်ပြုတ်ကြဘယ်လောက်နာကျင်မလဲကျက်လို့အဲ့လိုပဲညီကိုတားနာကျင်လိမ့်မယ်နော်ဟိုဥမာကျွန်တော်ကခေါင်းကိုခွတ်ချင်အတောင်မပိုင်ကျွန်တော်တို့ခေါင်းကိုမရောက်တော့
ဟုတ်လားကျွန်တော်ပြောမယ်အတောင်မပါရင်ကျွန်တော်ကခေါင်းကိုလုံးဝမကြောက်ကိုချင်တာခေါင်းအတောင်မြအချင်းဟိုတစ်ချက်စလွတ်တဲ့အချိန်မှာတော့၄၅ရေတောင်းမှာတော့ခေါင်းရောင်ရောက်နေမယ်ဒါမင်းတို့အချင်းများလာပန်းလာအချိန်မှာတစ်ဖက်ကျဲခေါင်းကိုမရောက်တော့အဲ့မလို့ငုံမချနိုင်တော့အမီးမပါရင်ကိုကောင်းရင်ဘာတွေအားနဲ့ချက်တွေရှိတယ်လဲတစ်ဖက်ကလိုက်လာတဲ့ချက်တွေကိုတစ်ဖက်ကကိုယ့်ရဲ့ချက်ကစုပ်ချင်းပြင်းချင်းရွှေ့ချင်းလျှားချင်းနဲ့ဆိုရင်အမီလေးပါမှကျွန်တော်ကပဲ့သဘောလေးနဲ့ထိန်းတဲ့အချိန်ကြီးလိုရတယ်ဥပမာတစ်ဖက်ကလိုက်လာရစုပ်သွားတာတွေအဲနောက်ပြီးကိုယ်ပြန်ပြီးလိုက်တဲ့အချိန်မှာဒီအမီအားလေးနဲ့ကျွန်တော်ကထိန်းတာပဲအဲမလို့ကျွန်တော်ကချက်ကိုဝိုင်းသွင်းနေတဲ့ချက်တွေဆိုရင်အမီရှိမှအတောင်ရှိမှအဆင်ပြေမှာပါဒါလေးနဲ့ပါမှကောင်းတယ်မှာဒါပိုင်တော့ကျွန်တော်တို့ရဲ့ဆိုယူစကားလေးတော့ရှိတယ်ဗျ။ဘာလဲဆိုတော့အတက်ပိုင်ခွက်လက်ခံလို့ကျွန်တော်သဘောထားတယ်ဗျ။အတောင်အမီးမပိုင်လည်းသွားပြီးဒီချက်တည်းရ။နော်ညီကတော့အဲမလို့ချက်စွာတောင်ပိုင်းတွေကိုသုံးခြင်းရင်အတောင်အမီးငုတ်ပါမှသုံးပါညီကိုကြီး။ဒါလေးတွေကိုကြိုက်တယ်ဆိုရင်ကျွန်တော်တခါစေးတာပါဗျ။ဥကောင်းရဲ့ကျွန်တော်ရဲ့လက်ဆွဲစကားကျွန်တော်အခုတကယ်ပေါ့နော်ဒါတကယ်ဒီပြင်မှာတွေ့နေတဲ့ဟိုလက်တွေ့ဖြစ်ပျက်နေတဲ့စကားလေးတွေကိုပြောပြတာပါညီကိုကြီး။အားလုံးလေးစားလိုက်ပါ